အားလုံးပဲမင်္ဂလာပါခုချိန်က Greater News Mathematics က Chapter 4ခေါင်းစဉ်ကတော့ function ပါသူ့ရဲ့ part 5ကိုချက်တင်ပေးမှာဖြစ်ပါတယ်အဲ့တော့ part 5ထဲမှာတော့ဒီပါဝင်မဲ့ဒီအပုတ်ကလေးတွေပေါ့နော်အပုတ်ရည်အတွက်ကလေးတွေ example လေးတွေပါမယ် exercise 4.3 က number 1 and 2ပါမယ်ပေါ့နော်သူ့ရဲ့အပုတ်ခွဲကလေးတွေလည်းပါမှာဖြစ်ပါတယ်အဲ့ဒါဆိုရင် channel 2ဆက်လက်လေးလာလိုက်ကြရအောင်နော်အဲ့တော့ခြေတို့ကဟိုရှေ့မှာပေါ့နော် part 4လောက်ထိက fashion နဲ့ပတ်သက်တာကိုခြေတို့ပြောခဲ့ပြီးပြီဖြစ်တဲ့အတွက်အခုဒါလေးတွေကတော့ A7 နဲ့ exercise ကိုပြောမှာပေါ့နော်အဲ့တော့ page 67လေးကိုဖွင့်မှာအဲ့တော့67ရဲ့ example 3ပေါ့အဲ့တော့ဒီမှာက test ပုံနှိပ်စာအုပ်ထည့်ခဲ့ရှိရဲ့ကလေးများဆိုရင်လည်းပဲဒီမှာတစ်ချက် question လေးကိုထည့်ပေးထားပါတယ်ပေါ့နော်အဲ့တော့ let A မှာဆိုလို့ရှိရင်1 2 3 4 B မှာဆိုရင်4 5 6ဆိုပြီးတော့သူကပေးထားပါတယ်ဒီအစုနှစ်ခုပေးထားပါတော့အဲ့တော့ the relation from A to B အဲ့ဒီတော့ခြေတို့ကကြည့်ကြရအောင်သူ့ရဲ့ဆက်သွယ်ချက်ကဒီမှာပေးထားတာဖြစ်ပါတယ် from 2နဲ့ပေးထားဖြစ်တယ်အဲ့တော့ from ရှေ့ကလာတဲ့ A ဒီခြေတို့ကရှေ့ဆုံးကဆက်ဆက်နေပြတဲ့ကြောင့်သူကအဓိက main မှာဒါကြောင့် domain အဲ့တော့ဒီ2ရဲ့နောက်မှာရှိရင်နောက်ကကောင်က A ပေါ်မှာမူတည်ပြီးတော့လိုက်ဖက်အောင်ခြေတို့က corresponding ဖြစ်အောင်ဆက်သွယ်မှာဖြစ်တဲ့ကြောင့်လို့အဲ့ဒီ B ကကြတော့ domain ပါနော်အဲ့တော့ is described နဲ့အဲ့တော့သူပေးထားတဲ့ relation လေးကနံပါတ် A ဆိုပြီးတော့ဒါလေးပေးထားတယ်အဝါရောင်လေးနဲ့တစ်ချက်ဖောက်ပေးထားတယ်အဲ့တော့နံပါတ် B ဆိုပြီးတော့ပေးထားတယ်ဒီ A73 မှာအပုတ်ခွဲ AB ဆိုပြီးနှစ်ပုတ်ပေးတယ်သူဘာလုပ်စေချင်တာလဲပေါ့နော်အဲ့တော့ right ရေးပါတဲ့ right relation is a function from A to B လို့ပြဖြစ်တယ်စောစောလေးတုန်းက A အစုနဲ့ B အစုရဲ့ function တစ်ခုရဲ့ relation ဖြစ်ကြောင်းကိုပေါ့နော်ဒါ right ဆိုရေးခိုင်းတာဖြစ်တယ်ဆိုတော့ဒါမကဲအဲ့တော့ကြည့်ကြမယ်နော်ကျတော့အဲ့တော့နံပါတ် A ကချက်မေးခွန်းလေးကိုပြန်ကောက်လိုက်ပါတယ်အဲ့တော့ဒီမှာ1,4 oracle zeros oracle လေးတွေပေါ့နော်ဒီမှာပြထားတယ်1,4တွဲ2,5တွဲ3,6တွဲ4,5တွဲအဲ့တော့ချက်ဝရှိကဗီဒီယိုပေါ့နော် part 4လောက်မှာpart 1 to 4လောက်မှာချက်တို့ fashion တွေရဲ့အကြောင်းတွေကိုသင်ခဲ့တဲ့အချိန်တုန်းက fashion definition ကပါခဲ့ပြီးသားပေါ့နော်အဲ့တော့ပါခဲ့ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ first element is domain မှာအဲ့တော့ရှေ့ဆုံးကစလာတဲ့ဒီမှာဆိုရင်1ဒီမှာဆိုရင်2ဒီမှာဆိုရင်3ဒီမှာဆိုရင်4အဲ့ဒါတွေဟာဘာလဲဆိုတော့ first element is domain ပေါ့နော် domain ရဲ့ member တွေဖြစ်တယ်ဆိုတော့ definition တိကျပါထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ကျတို့ကဒီနေရာမှာသူကဒီပေါ့နော် from A to B ရဲ့ဒီရဲ့ဆက်သွယ်ချက်က relation function တစ်ခုဖြစ်ကြောင်းကိုလည်းရေးခိုင်းတယ်ပေါ့အဲ့ဒါဆိုရင် the relation is a function ဒီဆက်သွယ်ချက်က function ဖြစ်တယ် from A to B เนาะအဲ့တော့ဒီ A to B လို့ခေါ်တဲ့အစု A နဲ့အစု B ဟာเนาะသူဆက်သွယ်နေတာ function တစ်ခုဖြစ်တယ် because ဘာဖြစ်လို့လဲဆိုတော့အကြောင်းပြချက်ကိုချက်လို့ရေးပေးရမှာဖြစ်တယ်အဲ့တော့ဘာဖြစ်လို့ from A to B လို့ပြောရဲဆိုတော့ဒီရှေ့ဆုံးမှာရှိနေတဲ့ first element ဖြစ်တဲ့ချက်အခုဒီမှာ y ပြထားတော့1တို့2တို့အဲ့ဒီ3တို့အဲ့ဒီ4တို့ဆိုတာဒီမှာရှိနေတဲ့ A ရဲ့ member တွေဖြစ်တယ် set A အစု A မှာရှိနေတဲ့ element member တွေဖြစ်တယ်လေနော်ဒါကြောင့် from A to B လို့သူကပြောထားဖြစ်တယ်အဲ့တော့ because ဘာဖြစ်လို့ function ဖြစ်တယ်လဲလို့မလို့ရှိရင်သူ definition နဲ့ပြန်ပြီးတော့ပို့ပါမယ် is element က A မှာရှိနေတဲ့ element each တစ်ခုချင်းစီက is related ဆက်သွယ်တဲ့နေရာမှာ to exactly one တိတိကျကျတစ်ခုချင်းကိုပဲဆက်သွယ်တယ် element of B အဲ့တော့ဒီနောက်မှာရှိနေတဲ့ condomain TO2 ရဲ့နောက်မှာရှိနေတဲ့ condomain B မှာရှိနေတဲ့ member တွေနဲ့ဆက်သွယ်တဲ့အခါမှာเนาะရှေ့အစု A ဟာနောက်အစု B နဲ့ member ချင်းဆက်သွယ်တဲ့အခါမှာeach element တွေဟာ exactly one တိတိကျကျတစ်ခုချင်းစီကိုဆက်သွယ်ထားတာဖြစ်ပါတယ်တဲ့ကဲအဲ့ဒါဆိုရင်ကြည့်ကြရအောင်1ဟာဘယ်သူနဲ့ဆက်လဲ1ဒီနောက်က4နဲ့ဆက်တယ်ဒီမှာတတွဲအဲ့တော့2ကဘယ်သူနဲ့ဆက်လဲ2ဒီ5နဲ့ဆက်တယ်နောက်တစ်ခုက3ဒီ6နဲ့ဆက်ပါတယ်ဟုတ်ပြီ4ဒီဘယ်သူနဲ့ဆက်ပါလဲတဲ့နော်4ဒီအဲ့ဒီက5နဲ့ဆက်ပါတယ်လို့ပြောထားတာလေအဲကြောင့်မလို့ရှေ့ element မှာเนาะရှေ့အစုမှာရှိနေတဲ့ element တစ်ခုချင်းစီဟာ element တစ်ခုချင်းစီကဘာလို့တဲ့ဟောတိတိကျကျနောက်အစုကိုတွက်ဆက်ထားရဆိုရှင်အဲ့ဒီ relation ဟာ function ဖြစ်တဲ့ relation မှာเนาะဆက်သွယ်ခြင်းရှိတဲ့အဲ
အဆူများဤဆက်သွယ်ချက်ရှိသော relation တစ်ခုဖြစ်ပါတယ်လို့ကျွန်တော်ကပြောလို့ရတယ်ပေါ့နော်။ကဲဟုတ်ပြီ။အဲ့ဒါဆိုရင်သူ definition ရကျွန်တော်ပြောပြီးပြီဆိုတော့နံပါတ် A လေးပြီးသွားပြီ။နံပါတ် B ကိုတစ်ချက်ကြည့်ကြရအောင်။ question လေးကိုပြန်ကောက်ပါမယ်1,4 2,4 3,4 1,6ကဲအဲ့ဒါဆိုရင်ကြည့်ကြရအောင်first element ဒီနော်ပထမဆုံးသော domain ထဲမှာပါတယ်ခုဒီမှာဝိုင်းပြထားတဲ့1တို့2တို့3တို့ဘယ်ထဲမှာပါလဲဆိုတော့ဒီမှာပါတယ် A ထဲမှာပါတယ်နော်အဲ့တော့ဒီမှာ1နဲ့အဲ့တော့1ကိုကျက်ကအနီရောင်လေးနဲ့ဖောက်တာ1ကဘယ်နှခါတော့ဆက်သွယ်နေလဲဟုတ်ပြီ2ခါတော့ဆက်သွယ်နေတယ်အဲ့တော့သူ function ဖြစ်လာဆိုလို့ရှိရင်လုံးဝ function မဖြစ်ဘူးနော်သူကရိုးရိုးဆက်သွယ်ချက်ရိုးရိုး relation ပါရင်ဖြစ်တဲ့ function မဟုတ်ဘူးဒါကြောင့် the relation is not a function from A to B because ဘာဖြစ်လို့လဲလို့ပြောလို့ရှိရင်ပေါ့နော် the elements of 1 or A ဆိုတော့ဒီ A မှာရှိနေတဲ့ element 1ဟာ is related to ဆက်သွယ်နေတဲ့ two elements of B မှာရှိနေတဲ့ element နှစ်ခုကိုဆက်သွယ်နေတယ်အဲ့တော့ဘယ်သူကိုဆက်သွယ်နေရလဲဆိုတော့အဲ့ဒီမှာ4ဆိုတဲ့ဟိုဟာနဲ့6ဆိုတဲ့ဟာကို1ဆိုတဲ့တစ်ခုရဲ့သူကဆက်နေတယ်4နဲ့လည်းဆက်တယ်စစ်နဲ့လည်းဆက်သွယ်နေတယ်အဲ့တော့ exactly 1တော့မဟုတ်ဘူးเนาะအဲ့တော့ဒီမှာရှိနေတဲ့ရှေ့ဆုံး domain A ထဲမှာရှိနေတဲ့ member ဟာနောက်ကဟာကိုဆက်သွယ်တဲ့အခါမှာနှစ်ခုပေါ့နော်နှစ်ချက်တောင်ဆက်သွယ်နေတဲ့အတွက်ကြောင့်မို့ definition သူသတ်မှတ်ထားတဲ့ definition ကိုကျော်သွားပြီเนาะအဲ့တော့ကျော်သွားပြီဖြစ်တဲ့ကြောင့်မလို့ကျယ်တို့ကဒီနေရာမှာပေါ့နော်ဒီ function ဟာရိုးရိုး relation သားလေးဖြစ်တယ်ဒီဆက်သွယ်ချက်ဟာ function တော့မဟုတ်ပါဘူးလို့ပြောပြတာဟုတ်ပြီအဲ့လိုမျိုးရေးချင်ရေး because ကနောက်ကဒီစာကြီးကိုဒီလိုအရှိကြီးရေးချင်ရေးမရေးချင်တို့တို့ရေးချင်တာဒီစာသားရှိတယ် minus 1 သည် is related to 3 and 1ဟုတ်ပြီလား3ရဲ့1ရဲ့sorry 3ရဲ့1နဲ့ဒီနားလေးမှာပြင်ရမယ်နော်4 and 6ပေါ့ဟုတ်လားအဲ့တော့ minus 1သည်4နဲ့6တို့နဲ့သွားပြီးဆက်သွယ်နေပါတယ်အဲ့တော့ဒီလိုမျိုးတို့ရေးလိုက်ရတယ်ဒီလိုစာရှည်နဲ့ရေးနေရပါတယ်အဲဒါကြောင့် all ခံထားပါတယ်ပေါ့နော်ကျဲကကဲအဲ့ဒါဆိုလို့ရှိရင်ဒီ A73 လေးရဲ့နံပါတ် A နဲ့နံပါတ် B လေးကိုနားလည်လောက်ပြီလို့ကျဲကယူဆပါတယ်တော့ဒီနားလေးမှာတော့ပြင်ရပါမယ်နော်ဒီနားလေးဒီ4နဲ့ဒါလေးက6ပါ slide လေးနဲ့ငယ်မှားရင်းပါသွားတယ်ပေါ့နော်ကဲအဲ့တော့နောက်ထပ်စစ်ကြည့်လိုက်ကြရအောင်နော်ဒါဆိုကျန်တို့ကအခုဒီ page 70လေးကိုဖွင့်မှာ number 2ပေါ့နော် exercise က4.3ပါအဲ့တော့ consider the following relation ဆိုတော့အောက်ပါဆက်သွယ်ချက်ကို consider စဉ်းစားပါ determine အဲ့တော့ဖြစ်သလားမဖြစ်ဘူးလား determine ခွဲတော့ဖြစ်သလားမဖြစ်ဘူးလား is relation ဒီဆက်သွယ်ချက်တစ်ခုချင်းစီဟာ is a function ဟုတ်သလား function မဟုတ်ဘဲနဲ့ရိုးရိုးဆက်သွယ်ချက်လားဆိုတာကိုစဉ်းစားပါတဲ့ဟုတ်ပလားနော်အဲ့တော့ if it is a function တကယ်လို့ function ဖြစ်ခဲ့မယ်ဆိုရင်တော့ write down ရေးပေးရမယ် domain ရဲ့ member တွေရေးရမယ် range ရဲ့ member တွေရေးပေးပါလို့ပြောထားတာဟုတ်ပြီလား function ဖြစ်မှရေးရမှာเนาะကဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်စာလိုက်ကြစို့အဲ့တော့နံပါတ် A လေးကိုကျွန်တော်ကြည့်ကြပါမယ်1,3 2,5 3,5 and 4,9အဲ့တော့ကျွန်တော်ဗာပြောခဲ့တဲ့ရှေ့မှာရှေ့က member တွေဟာ domain တွေဖြစ်တယ်ပေါ့เนาะအဲ့တော့အဲ့ဒီဘာတွေဟာတစ်ခုချင်းစီပဲသူကဟိုဘယ်လိုခေါ်မလဲ exactly one တော့တစ်ချက်ပဲပေါ့နော်တိတိကျကျဆက်ရမှာဖြစ်တယ်သူကခုထပ်ပို့ပြီးဆက်လို့မရဘူးเนาะအဲ့တော့ကျွန်တော်ကြည့်ကြမယ်ဒီပုံစံမှာဆိုရင်တော့ the relation is a function ဖြစ်တယ် because ဘာဖြစ်လို့လဲ is elements of domain ရှေ့ဆုံးကဝိုင်းပြထားတဲ့1တို့2တို့3တို့4တို့ဆိုတဲ့ domain ထဲမှာရှိနေတဲ့ element တစ်ခုချင်းစီဟာ is related to exactly one element or range range နဲ့ဆက်သွယ်တဲ့အခါမှာတစ်ခုချင်းစီပဲဆက်တယ်1ဒီ3နဲ့ဆက်တယ်2ဒီ5နဲ့ဆက်တယ်3ဒီ7နဲ့ဆက်တယ်4ဒီ9နဲ့ဆက်တယ်အဲ့ဒါကြောင့်မို့ function ဖြစ်တယ်ဟုတ်ကလားအဲ့တော့ဆရာတို့ဒီဟာမှာဖြစ်တယ်ဆိုလို့ရှိရင် domain ရေးလို့ပြောထားတယ်အဲ့တော့ domain ရေးဆိုတဲ့ကောင်မျိုး domain ကို domain ဆိုတာရှေ့မှာပါဝိုင်းပြထားတာဒါကြောင့်ဒီမှာ1 2 3 4ဟုတ်ပြီနော်အဲ့ဒါပြီးရင် range ရေးဆိုတဲ့ကောင် range ဆိုတာအဲ့လိုရေးတဲ့အခါမှာတစ်ချက်စီကိုကြည့်ရမယ် domain ကို range ကိုရေးတဲ့အခါမှာကဏ္ဍလေးတွေကိုငယ်စဉ်ကြည့်လိုက်ရေးရဖို့လိုတယ်တကယ်လို့များတူနေတာထက်နေတာရှိခဲ့မယ်ဆိုရှင်လည်းပဲဒီလုံးလေးရေးရမယ်ဒါကတော့ range အတွက်ပြောတာပါပေါ့နော်ကျင်းပါလေ range အတွက်ဒါ range အတွက်တကယ်လို့ဒီ range နေရာမှာ range ဆိုတာနောက်ကကောင်ကိုပြောတာပါ3 5 7 9 second element ကိုပြောတာပါတကယ်လို့ဒီနေရာမှာ5 5နှစ်ခါဖြစ်နေတာကိုဘာလို့ပြပူခဲ့မယ်ဆိုရှင်เนาะအဲ့လိုမျိုးတစ်လုံးလေးရေးရပါမယ် range อ่ะပေါ့နော်အဲ့ဒါရေးတဲ့အခါမှာဘယ်လိုရေးရမလဲငယ်စဉ်ကြည့်လိုက်ရေးရမယ်တူရဲ့ရင်တစ်လုံးလေးရေးရမယ်သဘောပေါက်တယ်နော်အခုပြောတာလေအဲ့တော့အခုဒီမှာဆိုလို့ရှိရင်သူက function ဖြစ်တယ်ဆိုတာကdomain မှာရှိနေတဲ့ဥပမာဒီမှာကျေပြမယ်ဆိုလို့ရှိရင်1ဒီ3နဲ့ဆက်တယ်ဒီမှာတွေ့လားသူတို့ချင်းဆက်တယ်တခုနောက်တစ်ခုက2ဒီ5နဲ့ဆက်တယ်ဒီမှာ
ဟုတ်ပြီနော်3ဒီ7နဲ့ဆက်တယ်တွေ့လား4ဒီ9နဲ့ဆက်တယ် AR exactly တစ်ခုချင်းစီဆက်တယ်တွေကဒါကြောင့်မလို့သူက function ဖြစ်တယ်နော် function ဖြစ်တဲ့ဆက်သွယ်ပုံမျိုးဖြစ်တယ်ကဲအဲ့ဒါဆိုလို့ရှိရင်ချက်လို့နောက်ထပ်တစ်ပုဒ်ကိုတွားကြရအောင်နော် exercise 4.3ရဲ့နောက်ထပ်တစ်ပုဒ်ကလေးကိုတွားပါမယ်အဲ့တော့နံပါတ် A ပြီးသွားတဲ့အခါမှာနံပါတ် B ပုတ်ကလေးပါလွယ်ပါတယ်နော်အဲ့တော့ -2,5 -1,3 0,1 -1,1 လို့ခေါ်ရဲ the set of oracles အတွဲလိုက်ကလေးကိုချက်လို့ပေးထားပါတယ်နော်အစုပုံစံတွဲလေးတွေပေးထားတယ်ဒါကိုကြည့်ပါ function ဖြစ်မဖြစ်ကို determine လုပ်ပေးပါဆိုတော့ function မဖြစ်ပါဘူးရှေ့ဆုံးမှာရှိနေတဲ့ first element တွေဟာကျွန်တော်ဒီနေရာမှာဘာဖြစ်သွားလဲဆိုတော့ဒီမှာပန်းရောင်လေးနဲ့ဖောက်လာတဲ့ -1 ဟာနှစ်ခါတောင်ဆက်နေတယ်-1ကနေပြီးတော့သူဟာ exactly 1 or မဟုတ်တော့ပါဘူး3နဲ့လည်းဆက်သွယ်တယ်1နဲ့လည်းဆက်သွယ်နေတာပြောကြမလို့ဒီ relation ဟာရိုးရိုး relation လာနေဖြစ်တယ် the relation is not a function ဖြစ်ပါတယ်အဲ့တော့ဘာဖြစ်လို့တော့ -1 ဒီ is related to 3ရော1ရောနဲ့ဆက်သွယ်နေတာဖြစ်တဲ့အတွက်ကြောင့်ရှေ့အဲ first element ကနော်သူကနှစ်ခါတော့ခွဲပြပြီးတော့တစ်ချိန်တည်းပို့ပြီးတော့ဆက်သွယ်နေရတဲ့ကြောင့်သူက function မဟုတ်ပါရိုးရိုး relation လာနေဖြစ်ပါတယ်ဒါကြောင့်မလို့ function ဖြစ်မှသာလျှင် domain နဲ့ range ရေးရမှာဖြစ်တဲ့အတွက်ကြောင့်ဒီပု္ပ္ပာ function မဖြစ်တဲ့အတွက်ကြောင့် domain range ကိုရေးเสียမလိုပါဘူးဒါဆိုရင် exercise 4.3ကနှစ်ပုဒ်ရဲ့ချက်ရှိက Isabel လေးရဲ့ရှင်းပြလိုက်ပြီးဖြစ်တဲ့အတွက်ကျန်တဲ့လေ့ကျင့်ခန်းနံပါတ်အပုဒ်ကလေးတွေကိုဒီနေ့ကိုယ်တိုင်လုပ်ကြည့်ပါနောက်ပြီးရင်ဒီချက်နဲ့ဒီချက်ရဲ့အဖြေနဲ့တိုက်မှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီမှာကတော့ချက် domain လေးရေးပေးထားရပေါ့တကယ်တော့မလိုဘူးပေါ့နော်ရေးစရာမလိုဘူးပေါ့နော်ဒါလေးသိဖို့လိုပါတယ်ဟုတ်ပြီအဲ့တော့ဒီမှာကနံပါတ်2ရဲ့ C လေးကိုကိုယ်ဘာသာလုပ်ကြည့်ပါမယ်လုပ်ကြည့်ပြီးရင်ဒီတို့ရဲ့အဖြေနဲ့ခြေရဲ့ဒီ slide ထဲကအဖြေလေးကိုတိုက်ပါဟုတ်ပြီနော်အဲ့တော့ဒီမှာကတော့ခြေက function ဖြစ်တဲ့အတွက်ကြောင့်မရေးပါဘူးနော် domain နဲ့ range ကိုဟုတ်ပြီနံပါတ်ဒီအဖြေလေးရေးပြီးသွားပြီဆိုရင်တိုက်လို့ရပါပြီဟုတ်ပြီနော် C နဲ့ D ပါနံပါတ် E အပုတ်ကလေးကိုလည်းတွက်လိုက်ပါတွက်ပြီးသွားပြီဆိုလို့ရှိရင်ခြေကိုရေးတိုက်လို့ရပါပြီတကယ်လို့ခြေရဲ့ဗီဒီယိုလေးကမြင်နေမယ်ဆိုလို့ရှိရင်ခဏလေးနားရပ်ပြီးတော့ကိုယ်တိုင်လေ့ကျင့်ရလို့လုပ်ပြီးတော့တဲ့အခါမှာခြေရဲ့ဗီဒီယိုလေးကိုပြန်ဖွင့်ပြီးတော့ဖြည့်ပြန်တိုက်လိုက်ပါနော်ကဲဟုတ်ပြီနံပါတ်2လေးပြီးသွားပြီဆိုရင်တော့ခြေလေးက page 70မှာရှိနေတဲ့နံပါတ်1လေးကိုခြေကြည့်အောင်သူကကြတော့ပုံပေးထားတာဖြစ်ပါတယ်နော်အဲ့တော့ပုံအစဉ်သစ်ပေးထားတယ်3ပုဒ်ပဲရှိပါတယ် ABC determine whether each relation is a function or not တဲ့ဟုတ်ပြီဒီဆက်သွယ်ချက်တပုံချင်းစီပေးထားတာမှာတဲ့ဒီပုံကိုကြည့်ပါတဲ့ function ဖြစ်လားမဖြစ်ဘူးလားဆိုတာကို determine လောက်ပါအောင်ဆုံးဖြတ်ပါအောင် if it is a function စောစောလေးကလည်းတော့ function ဖြစ်တဲ့ပုံဆိုရင်တော့ state the domain ရဲ့ range ကိုရေးပါပေါ့နော် function မဖြစ်ရင်တော့မရေးနဲ့ပေါ့ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်နံပါတ် A ရဲ့ပုံကလေးပေါ့သူပေးထားတဲ့ပုံလေးကိုကျွန်တော်ပြန်ကူးဆွဲမယ်ပေါ့နော်ကူးမဆွဲချင်ဘူးဆိုရင်ရပါတယ်ပုံလေးကြည့်ရုံနဲ့ရတယ်ကဲအဲ့ဒါဆိုရင်ကြည့်ကြရအောင်ဒီရှည်ဆုံးမှာရှိရင် first element ဖြစ်တဲ့0 minus 1 1ဟာတစ်ချိန်တည်းပို့ပြီးဆက်သွယ်နေလားအဲ့ဒါကိုပဲကြည့်နော်တစ်ချိန်တည်းပို့ပြီးတော့မဆက်သွယ်ဘူးကြံခဲ့တာမျိုးလည်းမရှိဘူးဆိုလို့ရှိရင်အဲ့ဒါ function ဖြစ်ပါလေကဲအဲ့ဆိုရင်0ဒီဆက်သွယ်နေရပြီဟုတ်တယ် exactly 1ပဲ minus 1ကကျွန်တော်ဆက်သွယ်နေရလဲ1ကို exactly 1ပဲ1ကလည်းဆက်သွယ်နေရလဲ exactly 1ပဲဒါကြောင့်မလို့ဒီ relation ကဘာဖြစ်လဲ function ဖြစ်တယ် okay အဲ့တော့ the relation is a function function ဖြစ်ရင် domain range ရေးမှာပေါ့ domain ဒီဘယ်သူပါတော့ငယ်စဉ်ကြည့်လိုက်ရေးရမယ်0 minus 1 1အစုဖြစ်တဲ့အတွက်ကြောင့်မလို့ချက်တို့ကဘာလုပ်ရမလဲတော်ဝင်လေးရမယ် domain ဆိုတာစာသားအရှိရေးတာဖြစ်တယ်ချက်တို့ကဒါကို fashion တင်ကြီးတာနဲ့ရေးခြင်းဖြစ်တယ်ပေါ့နော်ဒါ note ဟောပါလဲဒီသူ့ရဲ့ဒီ symbol ပုံစံနဲ့ချက်တို့ကရေးခြင်းဖြစ်ပါတယ်နော် notation လေးပါနော် notation ပုံစံလေးနဲ့ချက်တို့ရေးလိုက်တာပါအဲ့တော့ domain ဆိုတာ d1 ဒီ function လေးရဲ့နာမည်က f function လို့ပေးမယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ domain ရော f ပေါ့ဟုတ်ပြီလားအဲ့တော့သူ့ကိုစုပုံစံနဲ့ရေးတယ်ငယ်စဉ်ကြည့်လိုက်ရေးမယ်0 minus 1 1ဒါဆိုရင်တော့ rate ရေးပါအောင်ဆိုတော့ rate ဆိုတာဆက်သွယ်ခြင်းခံရတဲ့ကောင်တွေကိုရေးတာ
ဆက်သွယ်ခြင်းမခံရတဲ့ကောင်ရေးစရာမလိုဘူးဆိုတော့ဆက်သွယ်ခြင်းခံရတာကဒီမှာ0နဲ့1ဆိုတော့ငယ်စဉ်ပြီးလိုက်ရေးပါမယ်တုံဝင်းပုံစံနဲ့ရေးရပါမယ်ဒါကြောင့်မလို့ဒီမှာတုံဝင်း0.1ကာလီ black ကာလီ bracket ထဲမှာထည့်ပြီးတော့ရေးတယ်ပေါ့နော်အဲ့တော့ range ကစာနဲ့ရှိရေးတာသူ့ကိုဒီ notational လေးနဲ့ရေးမယ်ဆိုလို့ရှိရင်တော့ IAN ဒီမှာကခွင်းလေးထဲမှာ F ပေါ့နော်အဲ့ဒီပုံစံလေးဖြစ်သွားပါတယ်ဒီလိုလေးရေးရပါတယ်ဒါကနဘဲ A ရဲ့ပုံလေးကအဲ့ဒါလေးပါမခဲရင်ပါဘူးကျတို့ကပုံကိုကြည့်ပြီးတော့သူ့ကို determine လုပ်ရတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့နဘဲ B ရဲ့ပုံကလေးကိုလည်းမင်းတို့ကြည့်ကြည့်ပါနဘဲ C ရဲ့ပုံကလေးကိုလည်းကြည့်ကြည့်ပါနောက်ပြီးရင်ခြေရဲ့ဖြေနဲ့တိုက်ပါမယ်ပေါ့နော်အဲ့တော့လည်းကျန်တဲ့နဘဲကလေးကိုဆက်သွားလိုက်ကြရအောင်ကဲနဘဲ B ရဲ့ပုံလေးကဒီလိုပုံလေးဖြစ်ပါတယ်ပေးထားတာကတော့ပေါ့နော်ဟုတ်ပြီအဲ့မှာရှေ့ဆုံးက first element တွေဟာ exactly 1ဆက်သွယ်နေလားဆိုတော့ဆက်သွယ်လားဆက်သွယ်ဘူး the relation ဒီ is not a function မဟုတ်ဘူးရိုးရိုးဆက်သွယ်ကြတာလည်းဖြစ်တယ်ဘာဖြစ်လို့လဲဒီမှာ2တွေ့တာသူကဘယ်နှခုခွဲပြနေလဲ4ကိုလည်းဆက်သွယ်တယ်6ကိုလည်းဆက်သွယ်တယ်သူကနှစ်ခုဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ဒါကြောင့်သူက function မဟုတ်တဲ့ရိုးရိုးဆက်သွယ်တယ်ဖြစ်တယ်ဒါကြောင့် domain range ရေးစရာမလိုပါဘူးနောက် level C ရဲ့ပုံကလေးကိုလည်းကျတို့တစ်ချက်ကြည့်ကြရအောင်စဉ်းစားထားပါနော်သူဒီ function ဖြစ်မဖြစ် is a function လား is not a function လားဟုတ်တယ် is not a function ပါဘာကြောင့်လဲ the relation is not a function သူကရိုးရိုးဆက်သွယ်ချက်ပါလေးဖြစ်တယ်ဘာကြောင့်လဲလို့ပြောလို့ရှိရင်ဟဲ့ဒီ4မှာလည်းပဲသူကနှစ်ချက်ဆက်ထားရှိရယ်နော် exactly 1 or ကိုကြော်နေတယ်9ဒီလည်းပဲ exactly 1 or မဟုတ်ဘူးတစ်ချိန်မကဆက်သွယ်နေတယ်16ဒီလည်းတစ်ချိန်မကဆက်သွယ်နေတဲ့အတွက်ဒီဆက်သွယ်ချက်ဟာရိုးရိုး relation လာနေဖြစ်တယ်function တော့မဟုတ်ဘူးဒါကြောင့် the relation is not a function မဟုတ်တဲ့အတွက် domain နဲ့ range ရေးစရာမလိုပါဘူးအဲ့တော့ဒီနေ့ချက်သင်ခဲ့တဲ့ video lesson လေးကတော့ that fight ကတော့ function ဖြစ်မဖြစ်ကို diagram ပုံလေးတွေနဲ့ကျယ်ဝါကြည့်ပါတယ်အဲ့တော့အဲ့ထဲကနေပြီးတော့လေ့ကျင့်ခန်းလေးတွေကို determine လုပ်တဲ့ပုံစံလေးတွေဖြစ်ပါတယ်နားလည်မယ်လို့ထင်ပါတယ်เนาะဒီပုံစံလေးတွေလွယ်ပါတယ်ကဲနောက် video လေးတွေမှာကျယ်ပြန်ပြကြပါမယ်